အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကန်ဒီကတရင်မနက်ဆက်ခုံမတောင်းထမ်းဆောင်နေတဲ့ရဲဘော်စီရင်ဝဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြောပြချင်တဲ့အကြောင်းအရာကတော့ကျွန်တော်တို့ဒီ green data ကနေပြီးတော့မြေပြန့်ကိုဆက်ပြီးတော့ခီးညင်မှုအတွက်ကြော်ဝဲလုံ50နဲ့ရဲဘော်ရောက်50စာလန်ကီစိတ်ဒီ green တောင်းခံတဲ့စီစဉ်လေးဖြစ်ပါတယ်ကျွန်တော်တို့ပြောရမယ်ဆိုရင်တော့ဒီကျွန်တော်တရင်ဒီတောင်ပေါ်ဒေသ green data ကရဲဘော်ညီကိုနေတဲ့အတူတူဒီဆရာနာရှင်ကိုတိုက်ထုတ်နေတဲ့မြေပြန့်ကရဲဘော်အများစုဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့အိမ်မက်ဒီကျွန်တော်တို့ဒီတောင်တန်းကနေပြီးတော့ကျွန်တော်တို့မြေပြန့်ဒေသကိုပြန်ပြန်ခီးဆက်ချင်နေပေါ့နော်အဲ့တော့ဒေါ်လာမြို့ပြည်သူတို့တယောက်ချင်းတွေရဲ့အားပေးစကားတွေထောက်ပံ့မှုတစုံတရာတွေလိုအပ်နေပါတယ်ကျွန်တော်တို့ဒီ season ကိုဒီယနေ့ဒီဇင်ဘာ10ရက်နေ့ကနေပြီးတော့ဇန်နဝါရီ10ရက်နေ့ထိတစ်လတီပြုလုပ်တော့မှာပဲဖြစ်ပါတယ်ဗောနော်ကျွန်တော်တို့ဒီမှာဘာတွေနဲ့ထောက်ပံ့လို့ရမလဲဆိုရင် KB ရမယ်ကျွန်တော်တို့ WePay STV NG Pay Thai Bank ပေးနှောင်းနေနဲ့ကျွန်တော်တို့လက်ခံမှာဖြစ်ပါတယ်အဲ့တော့ဒေါ်လာပြည်သူတို့မကူညီနိုင်ဘူးဆိုရင်တော့မှကျွန်တော်တို့ရဲ့ဒီဗီဒီယိုလေးကို like share လုပ်ပြီးတော့ report ရအောင်ကူညီပေးပါလို့မေတ္တာရက်ခံချင်ပါတယ်မိဘပြည်သူတို့ရဲ့ဖြစ်တင်းမှုတွေကကျွန်တော်တို့ဒီလူငယ်များစုရဲ့စင်ကျင်နေတဲ့မြေပြောင်းစင်ကျင်နေတဲ့အိမ်မက်ကိုမြန်မြန်အကောင်းထဲပေါ်နိုင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲဘော်တွေရှေ့မှာလည်းစင်စမပြတ်လုပ်နေပါတယ်မိဘပြည်သူတွေလည်းစိတ်တက်မကြပါနဲ့ကျွန်တော်လည်းတောင်းခံရပါတယ်ဒေါ်လာပြည်သူတွေလည်းတောင်းခံတာပါအဲ့တော့ကျွန်တော်တို့ရှေ့ဆက်မဲ့တလန်းတော့ပေါ့နော်ဒီမြေပြောင်းကိုဆက်ပြီးလမ်းမဲ့ရှေ့လန်းတလန်းတော့မိဘပြည်သူတွေရဲ့အားတွေအများကြီးလိုအပ်နေပါတယ်အတွက်ဒီ season လေးမှာပါဝင်ကူညီကြပါလို့မေတ္တာရက်ခံပါတယ်နောက်ထပ်နေ့တွေမှာလည်းကျွန်တော်တို့ဒီ season ဘာလို့ပြုလို့ရသလဲကျွန်တော်တို့ဒီကောင်းတဲ့ကိုဘာလို့ပေးရသလဲဆိုတာမျိုးကိုကျွန်တော်တို့ကဒါတွေ fake ဟုတ်ပေးနေရမဟုတ်ဘူးဆိုတာကို season ကဏ္ဍတွေနဲ့အတူတနေ့တင်ဆက်ပါမယ်ပြီးရင်ကျွန်တော်တို့မြို့ပြလွမ်းနေတဲ့ရဲဘော်တွေရဲ့ကြပြရွှေစတန်တွေကိုလည်းကျွန်တော်တို့ရချပြီးတော့တက်ဆက်ပေးတော့မှာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်ဒီ season လေးကိုယနေ့ကျစပြီးတော့ကျွန်တော်က10ရက်နေ့ထိအဲ့တော်တွင်းတွေမှာအင်တာအားလေးပါဝင်ပူးပေါင်းပြကြဖို့မေတ္တာရက်ခံပါတယ်ကျွန်တော်တို့ရဲဘော်တဝူးကိုခီးစေးကတော့5သိန်းလုံးပေါ့နော်ပြန်ရှိပါတယ်ကျွန်တော်တို့ရဲ့ target စီကိုရောက်ဖို့အတွက်ကျွန်တော်တို့နောက်ထပ်ရဲဘော်တဝူးစာကိုဂျိုးဝိတ်တစ်လုံးကတော့မြန်မာငွေ6သိန်းကျပ်ပြန်ကျတင်ပါတယ်ပေါ့နော်အဲ့တော့မြို့ပြည်သူတို့ကိုကျွန်တော်တို့စောင့်မျှော်နေပါတယ်မကြခင်ပြန်လာပါမယ်ကျေးဇူးတင်ပါတယ်